ဇလန်းလေးမစခင်ကျွန်တော်တို့ channel လေးကိုအပေါင်းလေးနှိပ်ခဲ့ပေးပါဦးလူတစ်ယောက်ဟာအာနာနဲ့စီးစိမ်ရှိနေရင်တော့မှားယွင်းတဲ့လမ်းကိုရောက်သွားနိုင်မလားဒါကတော့စကြီးဆယ်ပွဲတဲ့ကဉာဏ်ပညာနဲ့တရားသဘောကိုအလွန်နဲ့ဆိုင်စွာဖော်ပြထားတဲ့နာယဇတ်တော်ရဲ့အစပဲဟိုရှိတုန်းကဘယင်တစ်ပါးဟာအလွန်တကိုးကြီးပြီးစီးစိမ်ချမ်းသာခဲ့တယ်ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှသူဟာမာနကြီးလာပြီးတရားသဘောတွေကိုမယုံကြည်တော့ဘူးဒါနမရှိဘူးကုသိုလ်မရှိဘူးနောင်ဘဝမရှိဘူးလို့ပြောလာတယ်ပြည်သူတွေကလည်းဘယင်ပြောတာကိုယုံလာကြတယ်အဲ့ဒီအချိန်မှာနတ်ပြည်ကနာယတိဟာလူတွေမှားယွင်းတဲ့လမ်းကိုရောက်နေကြတာကိုမြင်သွားတယ်ဒါကြောင့်သူဟာလူပြည်ကိုဆင်းလာပြီးဘယင်ကိုဆုံးမဖို့ဆုံးဖြတ်ခဲ့တယ်နာယတိဟာကောင်းကင်ထဲမှာပြန်ဝဲပြီးတောက်ပတဲ့ရောင်ကြီးတွေနဲ့နန်းတော်ပေါ်လာခဲ့တယ်ဘယင်နဲ့လူတွေဟာအံ့ဩကုန်ကြတယ်နာယတိကကောင်းမှုမကောင်းမှုဆိုတာတကယ်ရှိတယ်လူလုပ်တဲ့အရာတိုင်းမှာအကျိုးဆက်ရှိတယ်လို့ဆုံးမခဲ့တယ်ပြီးတော့ငရဲပြည်ရဲ့ဒုက္ခတွေမကောင်းမှုရဲ့အကျိုးဆက်တွေကိုဖော်ပြခဲ့တယ်ဘယင်ဟာကြောက်ရွံ့ပြီးအလွန်အောင်တရသွားတယ်နောက်ဆုံးမှာတော့သူဟာမှားယွင်းမှုကိုဝန်ခံပြီးတရားလမ်းကိုပြန်လည်ရွေးချယ်ခဲ့တယ်ဒီဇက်တော်ကတင်ပေးတာကအာနာကြီးတဲ့သူတော်တရားမရှိရင်မှားနိုင်တယ်ဆိုတာနဲ့အမှန်တရားကိုသိမြင်ခြင်းကဘဝအတွက်အရေးကြီးဆုံးအရာဖြစ်တယ်ဆိုတာပါ